င်းတွေမလိုပဲထမင်းပူပူကျုပ်ကြော်လေးနဲ့တွဲစားမယ်ဆိုရင်တောင်မှထမင်းစားရမ်းမိန်စေတဲ့ကျက်သွင်းနီးငုတ်သီးတုပ်တဲ့နီးလေးကိုကျွန်တော်ဒီနေ့ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်အရင်ဆုံးလီးထားတဲ့ကျက်သွင်းနီးလေးထည့်မယ်ပြီးရင်တော့ငုတ်သီးလော်မုံရဲ့စားရဲ့သီးရွက်မုံနဲ့မကြီးနှစ်ရဲ့ကျွန်တော်တို့စီလေးနဲ့ငယ်လောက်ကိုထည့်ပြီးတော့အရသာတွေအလုံးနှက်ဆက်သွားအောင်နေပေးလိုက်မယ်ဆိုရင်တော့စားလို့လည်းရန်ကောင်းပြီးထမင်းစားမိန်နဲ့ကျက်သွင်းနီးငုတ်သီးတုပ်လေးရပါပြီအကြီးနှစ်ရဲ့စားဒီနေရာမှာတမ်းမြရီတို့မယမ်းများတို့ထည့်သုံးမဆိုရင်လည်းစားလို့ပိုပြီးတော့ကောင်းပါတယ်ပဲချိန်စားစားလုံးဝမယိုးတဲ့ကျက်သွင်းနီးငုတ်သီးတုပ်လေးကိုကျွန်တော်အမှတ်တရအနေနဲ့ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အတူနောက်ဗီဒီယိုတစ်ဒီမှာပြန်ဆုံပါမယ်